အမေရိကန်အစိုးရကနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့ UFO ဖိုင်တွေကိုအခုထုတ်ပြန်လိုက်ပြီးပင်တဂွန်ကလူတွေကိုယ်တိုင်ဆုံးဖြတ်ပါလို့ပြောပြီးယခင်ကမမြင်ဘူးသေးတဲ့ UFO UAP ဖိုင်တွေတပ်ပုံတွေစစ်တပ်မှတ်တမ်းတွေကိုလူထုစီချပြလိုက်ပါတယ်ဒီဖိုင်တွေထဲမှာ1940ခုနှစ်ကစပြီး Flying Disc လို့ခေါ်တဲ့လျှို့ဝှက်စုံစမ်းရေးဖိုင်တွေစစ်တပ်ပိုင်းလော့တွေရဲ့ report တွေ NASA မှတ်တမ်းတွေအာကာသယာဉ်မှူးတွေတွေ့ခဲ့တဲ့အမျိုးအမည်မသိရသေးတဲ့အရာဝတ္ထုတွေပါဝင်နေတယ်ကိုစိတ်ဝင်စားဖို့ကောင်းနေတာကအပိုလိုခေတ်အာကာသယာဉ်မှူးတွေတောင်တစ်ခုခုကိုတွေ့ခဲ့ကြောင်းမှတ်တမ်းတွေရှိနေတယ်လို့ဆိုပါတယ်မကြသေးခင်ကလည်းအရှိအလဲပိုင်းနဲ့အရှိတရုတ်ပင်လယ်အပေါ်မှာပြန်တန်းနေတဲ့တလုံးပုံစံအရာဝတ္ထုတွေအမေရိကန်ဘောလုံးပုံစံတပ်ထုလုံးတွေတွေ့ခဲ့ကြတယ်ဒါပေမဲ့ပင်တဂွန်ကတော့ကြိုးသားရှိတယ်ဆိုတာအတိမပြုနိုင်သေးဘူးလို့ပြောထားပါတယ်အဲ့ဒီထဲမှာ drone လည်းဖြစ်နိုင်တယ်လျှို့ဝှက်စစ်ရေးနည်းပညာလည်းဖြစ်နိုင်တယ်ကင်မရာဖက်လည်းဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိပေးထားပါတယ်ဒါပေမဲ့လူတွေအခုပိုပြီးကြောက်သွားတာကဖိုင်ထုတ်တဲ့တရားဝင် website ကိုဝင်လိုက်တဲ့အချိန်ကာကွယ်ရေးဌာနမဟုတ်တော့ပဲစစ်ဌာနလို့နာမည်ပြောင်းနေတာပဲဖြစ်ပါတယ်ပရိသတ်ရော UFO တွေတကယ်ရှိတယ်လို့ယုံလားဒီဓာတ်ပုံကိုအပိုလို12အာကာသယာဉ်မှလပေါ်ကနေရိုက်ထားတာဖြစ်ပါတယ်အမေရိကန်စစ်တပ်ထိပ်တန်းလျှို့ဝှက်အဖြစ်နှစ်ပေါင်း90ကျော်တောက်ခတ်သိမ်းဆည်းထားရမှာ2026မေလ10ရက်နေ့မှာသမ္မတထရန့်အမိန့်နဲ့ပြည်သူလူထုကိုအမေရိကန်စစ်ဌာနမှဖွင့်ချလိုက်တဲ့ဖိုင်တွေထဲပါဝင်လာပါတယ်အမေရိကန်စစ်ဌာနဆိုတာအမေရိကန်ကာကွယ်ရေးဌာနကိုသမ္မတဒေါ်နယ်ထရန့်ကနာမည်ပြောင်းလိုက်တာပဲဖြစ်ပါတယ်ပုံကိုပထမကြည့်လိုက်ရင်ရိုးရိုးလပေါ်မြင်ကွင်းတစ်ခုလိုပဲထင်ရတယ်ဒါပေမဲ့မိုးကုတ်ဆက်ဝိုင်းအပေါ်ဘက်နားကိုကင်မရာဇွန်းဆွဲကြည့်လိုက်တဲ့အချိန်ဘာမှမသိတဲ့အရာတစ်ခုပေါ်လာတယ်NASA မှတ်တမ်းထဲမှာတော့အမျိုးအမည်မသိဖြစ်စဉ်ဆိုပြီးဖော်ပြထားတယ်။အဲ့ဒီအရာဝတ္ထုဟာလင်းလက်နေပြီးကျယ်များလည်းမဟုတ်ပါဘူး။တချို့ကတော့ဒါဟာကင်မရာအလင်းပြန်ခြင်းဒါမှမဟုတ်ကင်မရာဖက်လို့ပြောကြတယ်။ဒါပေမဲ့အပိုလိုမစ်ရှင်တွင်အာကာသယာဉ်မှူးတွေတွေ့ခဲ့တဲ့ထူးဆန်းတဲ့အလင်းတန်းနဲ့ဒီပုံကဆက်ဆက်နေနိုင်တယ်လို့သူတေသီတွေကယုံကြည်ကြပါတယ်။ပိုပြီးထူးဆန်းတာကဒီလိုပုံတွေ report တွေကိုနှစ်ပေါင်းများစွာမထုတ်ပြန်ခဲ့တာပဲ။အခုပင်တဂွန် UFO ဖိုင်တွေထွက်လာပြီးနောက်မှလူတွေမြင်ရတာပဲဖြစ်ပါတယ်။ဒါဆိုဒီပုံတွေကအရာကကင်မရာချို့ယွင်းမှုတက်လား။ဒါမှမဟုတ်လပေါ်မှာလူသားတွေမသိသေးတဲ့တခုခုရှိနေခဲ့တာလား။ဒါဆိုလပေါ်ကိုသွားခဲ့တဲ့အာကာသယာဉ်မှူးတွေတခုခုကိုတကယ်တွေ့ခဲ့ကြတာလား1969အပိုလို12မစ်ရှင်တွင်မှာအာကာသယာဉ်မှူးအလန်ဘင်းကအာကာသအဝေးထဲကိုမျောသွားနေတဲ့အလင်းတန်းတွေကိုတွေ့ခဲ့တယ်လို့ပြောခဲ့ပါတယ်သူကအဲ့ဒီအလင်းတွေကိုအာကာသထဲမှာလှေတစင်းလိုရွေ့ရနေတယ်လို့ဖော်ပြခဲ့တယ်ဒါပေမဲ့ဒီအရာကဒီမှာမဆုံးသေးဘူး1992အပိုလို19နောက်ဆုံးလူနာမစ်ရှင်မှာအာကာသယာဉ်မှူးတွေဟာအလွန်တောက်ပတဲ့အလင်းဆက်တွေကိုတွေ့ခဲ့ကြပါတယ်အဲ့ဒီအရာတွေဟာလှည့်ပတ်နေတယ်တုန်ခါနေတယ်အာကာသအဝေးကြီးထဲမှာလှည့်ဝဲနေတယ်အာကာသယာဉ်မှူးဟယ်ရီဆင်ကတော့အမေရိကန်လွတ်လပ်ရေးနေ့မှာမိဘဖောက်တယ်လို့ပဲလို့ပြောခဲ့တယ်ဒါဆိုအဲ့ဒီအလင်းတွေကဘာလဲအာကာသထဲကအပြက်အစည်းအစအနတွေလားမသိရသေးတဲ့ဖြစ်စဉ်လားဒါမှမဟုတ်လူသားတွေမသိသေးတဲ့တခုခုလား NASA ကဖြေရှင်းချက်အပြည့်အစုံမပေးခဲ့ဘူးဒါပေမဲ့အခုပင်တဂွန် UFO ဖိုင်တွေထွက်လာပြီးနောက်လူတွေကဒီမှတ်တမ်းတွေကိုပြန်ပြီးစိတ်ဝင်စားလာကြပါတယ်ပရိသတ်ကြီးရောအာကာသယာဉ်မှူးတွေတကယ်ပဲတခုခုကိုတွေ့ခဲ့တယ်လို့ယုံလားဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်နေမှာမို့လို့ဖော်လို့လုပ်ထားကြပါခင်ဗျာကျေးဇူးတင်ပါတယ်